ယနေ့ခေတ်မှာကျွန်တော်တို့က content writing ပဲဖြစ်ဖြစ် copy writing ပဲဖြစ်ဖြစ်ကျွန်တော်တို့ပြင်စရာမလိုအောင်ရေးပေးနိုင်တဲ့ AI တွေရှိပါတယ်ဒီထဲမှာမှကျွန်တော်အကြိုက်ဆုံး AI အကြောင်းကိုဒီဗီဒီယိုထဲမှာပြောပြပေးမှာဖြစ်ပါတယ်နှစ်ခုစလုံးကိုကျွန်တော်ခေါင်းစဉ်အတူတူပဲရေးခိုင်းမယ်ကျွန်တော်တို့ final result ကိုလိုက်ကြည့်လိုက်ရအောင် Okay အဲ့ဒါဆိုလို့ချင်းကျွန်တော်ဒီနေ့ပြပေးမှာကျွန်တော် AI 3မျိုးနဲ့ပြပေးမှာAI 3မျိုးနဲ့ဘာကိုပြပေးပါလဲဆိုတော့ကျွန်တော်အမြဲတမ်းအသုံးပြုနေတဲ့ AI 3မျိုးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် Cloud ရှိတယ်ဘာလို့ချင်း Gemini ရှိတယ်Bama AI ဆိုတာရှိတယ်သူတို့ကောင်တွေကဘာလုပ်ပေးလဲဆိုတော့အကုန်လုံးက content writing ရေးပေးတယ်နော်ဒီထဲမှာကျွန်တော်တို့ကဘယ်ဟာကပို့ပြီးတော့စက်မှုလဲဘယ်ဟာကိုပြင်စရာမလိုဘဲနဲ့တန်းတင်ပေးလဲဆိုတဲ့ဟာကိုကျွန်တော်ရေးခိုင်းပြမယ်တစ်ချက်ကြည့်ပေါ့နော်ကျွန်တော်ခေါင်းစဉ်တစ်ခုအရင်ရွေးလိုက်ပါမယ်ဒါကတော့အရင်ဆုံးကျွန်တော်ဘာလုပ်မှာလဲဆိုတော့ဒီ cloud AI ကိုကျွန်တော်ရေးခိုင်းမှာပေါ့နော်ကုသနီးဒီ title ပေါ့နော်ဒီ title ကိုကျွန်တော်ရေးခိုင်းမှာဖြစ်ပါတယ်ကျွန်တော်ဒါ cloud ကိုကျွန်တော်ရေးခိုင်းလိုက်ပါပြီcloud ကနေပြီးတော့ကျွန်တော်တို့ထွက်လာတဲ့ဟာပေါ့နော်ဥပမာထားပါတော့ကျွန်တော်တို့ရဲ့ business ဒီcosmetic business ဆိုလို့ချင်းကျွန်တော်ဘယ်လိုထွက်လာမလဲပေါ့နော်နောက်တစ်ခုကျတော့ကျွန်တော်တို့ Gemini ကိုကျွန်တော်က flash မရွေးဘဲနဲ့ကျွန်တော်တို့ကဒီ flash မရွေးဘဲကျွန်တော်တို့ဒီ pro ရွေးပြီးတော့ကျွန်တော်ရေးခိုင်းထားမယ်ပေါ့နော်ရေးခိုင်းထားမယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ကဒီ Bama AI ဆိုတာရှိတယ်Bama AI ကသူကတစ်လောက်9000ပဲပေးပြီးတော့သုံးလို့ရတယ်တစ်နှစ်စာဆိုလို့ချင်း6000ပဲရှိတယ်ပေါ့နော်ဒါကိုကျွန်တော်တို့က Facebook post အတွက်ကျွန်တော်တို့ရေးခိုင်းမယ်creative storytelling ပုံစံနဲ့ကျွန်တော်တို့မြန်မာစာဘာသာစကားနဲ့ရေးခိုင်းမယ်ပြီးရင်ကျွန်တော်တို့က generate လုပ်ခိုင်းမယ်ဒီ၃ခုမှာပေါ်လာတဲ့အရာ၃ခုကကျွန်တော်တို့ရဲ့ cosmetic business ဆိုလို့ချင်းဘယ်ဟာကလက်တင်သုံးလို့ရလဲဆိုတဲ့ဟာကိုကျွန်တော်ကြည့်မယ်ပေါ့နော်โอเคဒါဆိုလို့ချင်းကျွန်တော်တို့ထွက်လာတာတော့အရင်ဆုံး cloud ကထွက်လာတာပေါ့နော်ဒါဆိုလို့ချင်းသူကဗာရေးပေးလဲဆိုတော့နေလောင်တန်ရာတဲ့ကုသနီးများတဲ့ကုသရမယ့်အရာများအေးပတ်ချင်းဘလာပေါ့နော်ဒါဆိုကျွန်တော်တို့ကစာနေနဲ့ပြန်စီရမယ်ဒီ cloud ကနောက် Gemini ကြတော့လဲထုံနေလကောင်းပဲနေလောင်တန်ကိုတဲ့တက်တာစေးပြီးနီးလန်းများတဲ့သူလည်းမစိုးဘူးပေါ့နော်ဒါဆိုလို့ချင်းနောက်တစ်ခုကကျွန်တော်တို့ဒီ Bama AI ကနေပြီးတော့ကျွန်တော်ရေးခိုင်းထားတဲ့ဒါဆိုသူက headline ပါတယ်ကျွန်တော်တွေ့ရလားမသိဘူးဒီမှာဆိုလို့ချင်းသူ headline ပါတယ်ပေါ့နော်ကျွန်တော်ပြပေးမယ် headline ကဒီကောင်း headline ရဒီမှာheadline ကဘာပြောလဲဆိုတော့အပြင်ပြန်လာတိုင်းနဲ့မှတ်ကြည့်ပြီးစိတ်ညစ်နေရတဲ့နေလောင်ကွက်များအတွက်တဲ့ solution တဲ့နေဘူးတွေကနေပြီးတော့ဒါကျွန်တော်အကုန်လုံးမဖတ်တော့ဘူးပေါ့နော်နေဘူးတွေကနေပြန်လာလေတဲ့မျက်နှာကတဲ့ဗာလဲရဲကနေဖြစ်ပြီးတဖြည်းဖြည်းမင်းညစ်သွားတာကြုံဘူးလားဘလာပေါ့ဗျာဒါဆိုလို့နံပါတ်1အပူကိုတဲ့အများဆုံးညှိသက်တည်ရဲ့ cool it down နဲ့ပေါ်လို့ချင်းဒါကတော့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးဒါကတော့သူတို့ရေတက်ပြန်ဖြည့်ဖို့အတွက်ပေါ်လို့ချင်းတခါလေသူကဟိုပါတယ် hashtag ဘာညာပါတယ်ပေါ့နော် Gemini ကိုတွားကြည့်မှဆိုလို့ချင်း Gemini ကကျွန်တော်အမြင်ကတော့ကျွန်တော်တို့ Bama AI story ကတော့နံပါတ်1ပေးရ rating နံပါတ်2ကတော့ကျွန်တော် Gemini ကိုပေးလို့ရနံပါတ်3ကတော့ cloud ပေါ့နော်ဒါကကျွန်တော်တို့ခေါင်းစဉ်ပေးပြီးတော့ရေးခိုင်းတဲ့ဟာခေါင်းစဉ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကတခြား instruction ဒီလေးတွေထပ်ပေးမယ်ဆိုလို့ချင်းကြတော့ပို့ပြီးတော့တစ်ခုပြီးတစ်ခု level တွေကတက်လာနိုင်ပါတယ်ကျေးဇူးတင်ပါတယ်